AO Strike ကာလာအတွင်းမှာကဘာမြေကိုလှည့်ပတ်နေတဲ့လကဘာဟာဝါဟမ်မာရဲမှာလူနာလို့အတိများပါတယ်။လူနာဟာကျွန်တော်တို့ယနေ့ခေတ်လကဘာလုံမို့ဂျိုင်းခွက်များစွာရှိခဲ့ပြီးလူသူသိမ့်မရှိရဲ့ဂျိုဝီတစ်လုံးကိုဖြစ်နေခဲ့ပါတယ်။မြေမျက်နှာပြင်ပေါ်မှာလည်းအာကာသလေကြောင်းရန်ကာကွယ်ရေးအခြေစိုက်စခန်းအနည်းငယ်သာရှိပြီးလကဘာဟာအောက်ဆီဂျင်မရှိရဲ့အတွက်လူသားတွေနေထိုင်ရန်မသင့်တော်ခဲ့ပါဘူး။ဒါပေမဲ့ကဘာမြေပေါ်ကတက်နိုဘာဘေရီယန်ဟာလကဘာကိုကျူးကျော်ထိုးစစ်ဆင်ခဲ့ပေမဲ့အာကာသကာကွယ်ရေးစနစ်တွေကြောင့်ထိုးစစ်ဆင်မှုတိုင်းဟာကြာရှုံးခဲ့ရပါတယ်။ဒါဆိုရင်ဘာကြောင့်ကဘာမြေပေါ်ကစစ်ပြင်းတွေဟာအောက်ဆီဂျင်မရှိဘဲနဲ့6ကတ်နေတဲ့လကဘာကိုဘာကြောင့်သိမ့်ပိုက်ချင်းရတာလဲ။အဖြစ်ကတော့လကဘာရဲ့မြေမျက်နှာပြင်အောက်ဘက်မှာရှိတဲ့မြို့ကြီးတွေကြောင့်မှာတ िश ူတွေလည်းအရင်က Hollow Earth Theory လိုမျိုးကဘာမြေအောက်ထဲမှာပဲအပေါက်ကြီးဖြစ်နေပြီးမြေအောက်ကဘာတစ်ခုထပ်ရှိရဲဆိုတဲ့ဟာမျိုးကိုကြားဘူးကြမှာပါလကဘာကလည်း Hollow Earth လိုပဲမြေအောက်မှာကဘာမြေကဲ့သို့မြေစွမ်းအင်အားကိုဖန်တီးပြီးရေလေနဲ့လူသားတွေအတွက်အသက်ရှင်နေထိုင်ရန်ဇီဝစနစ်များကိုလူသားတွေရဲ့ရွှေခေတ်ကလေးကဖန်တီးခဲ့ကြပါရဲ့လူနာကိုတော့ Selina Jinko လို့ခေါ်တဲ့အဖွဲ့ကအုပ်ချုပ်ပြီးသူတို့ကဇီဝဗေဒဆိုင်ရာမျိုးဗီဇပြောင်းတဲ့နီးပညာမှာကဘာမြေပေါ်ကကြန့်ရှိရဲ့မျိုးရိုးဗီဇပြောင်းတဲ့နီးပညာတွေထက်ပိုပြီးအဆင့်တန်းအရင်မြင့်ပါတယ်မျိုးရိုးဗီဇပြောင်းတဲ့နီးပညာဟာအဆင့်တန်းမြင့်မားတာမလို့သူတို့ကို gene wish မျိုးရိုးဗီဇကိုလိုလိုပြောင်းလဲပြနိုင်တဲ့စုံမတွေလို့တောင်ခေါ်ဆိုခဲ့ကြပါတယ်ကဘာမြေပေါ်ကတက်နိုဘာဘေရီယန်ဒီဘက်ကလကဘာကိုကျူးကျော်ခဲ့ပေမဲ့လကဘာဘက်ကတော့ကဘာမြေပေါ်ကိုပြန်လဲကျူးကျော်တက်ခိုက်လို့စိတ်မရှိဘဲနဲ့တီးခြားစွာနေထိုင်ခဲ့ပါတယ်ဒါပေမဲ့တခါတရံမှာတော့လကဘာနဲ့ကဘာမြေပေါ်ကစစ်ပြင်တချို့ကြားမှာအပေးယူအနေနဲ့ကုန်သွယ်မှုတွေပြုလုပ်တာတော့ရှိပါတယ်။ကုန်သွယ်မှုမှာကဘာမြေကဲ့သို့လကဘာတွင်းထွက်တယံဇာတာမပေါ်မရမစုံလင်တာကြောင့်ကဘာမြေပေါ်ကတွင်းထွက်တယံဇာတာတွေနဲ့လကဘာဘက်ကမျိုးရိုးဗီဇပြောင်းထားတဲ့မကောင်းဆိုးဝါးကဲ့သို့ကြောက်စရာကောင်းတဲ့စစ်သားတွေနဲ့အလဲအလှယ်ပြုလုပ်ကြပါတယ်။လူနာဟာကဘာမြေရဲ့နီးပညာထက်ပုံမအဆင့်တန်းမြင့်ပြီးအနုမြူလက်နက်တွေအပြင် genetic virus လို့ခေါ်တဲ့ virus ဘုံတွေလည်းရှိပါတယ်။ virus ဘုံတွေကိုဂျိုဘတ်လမ်းကြောင်းကတခြားကျဲချရတာဖြစ်ပြီးကျဲချခံရတဲ့နေရာဒေသဟာမျိုးတွေအဆောက်အုံတွေနဲ့တတော်တွေအားလုံးကိုတိုက်စားပြီးတဲကန်နာလူမြင်အဖြစ်သို့ပြောင်းလဲနိုင်ပါတယ်။နောက်ထပ် solar system ထဲမှာရှိတဲ့ဂျိုကတော့လူသားတွေရဲ့ဒုတိယမိခင်မြေဖြစ်တဲ့အင်္ဂါဂျိုပါ။အင်္ဂါဂျိုဟာအစကတော့လူသားတွေနေထိုင်မှုလေတူးနဲ့စိမ်းလန်းတဲ့တစ်ပင်တတော်တွေရှိခဲ့ပေမဲ့ AO Strike ကာလမှာကဘာမြေကဲ့သို့အင်္ဂါဂျိုဟာစစ်ပွဲကြောင့်အရင်လိုမျိုးရေဒီယိုတက်တိကြွနေတဲ့ဂျိုနီကြီးပြန်ဖြစ်သွားပါတယ်။စစ်ပွဲမှာအသက်ရှင်ကျန်ရစ်ခဲ့ပြီးအောင်နိုင်သူတွေကတော့နောက်ဆုံးမှာ Mechanicus လို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းဖြစ်လာခဲ့ပါတယ်။ Mechanicus ရဲ့ဘာသာရေးအတော်လေးထူးခြားပါတယ်သူတို့ဟာစက်တွေကိုတာမန်လူတွေကဲ့သို့မမြင်ပဲစက်တိုင်းမှာလူသားတွေကဲ့သို့ machine spirit လို့ခေါ်တဲ့စက်ပိုင်းဆိုင်ရာစိတ်ဝိညာဉ်ရှိကြတယ်လို့ယုံကြည်ကြပါတယ်ဥပမာအပြင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဟာကွန်ပျူတာတစ်လုံးပြတ်လို့ပြတ်တဲ့အပိုင်းကိုပြင်ရမယ်အစားသို့လိုပြန်လဲကောင်းမွန်လာဖို့အတွက်ထိုင်ပြီးဆူတောင်းနေရတယ်လို့မျိုးပါပဲထို့ကဲ့သို့စက်များကိုထိုင်ပြီးဆူတောင်းနေသူများကို tapri လို့ခေါ်ပါတယ် mechanicus တွေဟာနောက်ပိုင်းမှာ machine god လို့ခေါ်တဲ့စက်နက်ဖျားကိုကိုယ်ွယ်လာကြပြီးနီးပညာနဲ့သက်ဆိုင်တဲ့အသိပညာတွေအားလုံးကိုသိနိုင်တယ်လို့လည်းယုံကြည်ကြပါတယ်သူတို့ဟာရုပ်ဝတ္ထုလောကမှာရှိတဲ့နီးပညာတွေအားလုံးကိုဆက်နက်ဖျားကတည်ထွင်ခဲ့ပြီးရှာဖွေဖို့ပဲလိုရလို့ယူဆခဲ့ကြပါတယ်ဒီလိုမျိုးယူဆခဲ့ရဖြစ်တဲ့အတွက်ကြောင့်လည်းနောက်ထပ်အသစ်တည်ထွင်စရာမလိုဘူးလို့လည်းခံယူထားရတဲ့သူတွေဖြစ်ပါတယ်သူတို့ဟာရှေ့ပြေဟောချက်တွေအရသူတို့ရဲ့ဂျိုကိုတစ်ချိန်မှာ Omnisaya လို့ခေါ်တဲ့ machine god ဝင်စားရသူတူကရောက်ရှိလာပြီးအင်္ဂါဂျိုကိုလမ်းမှန်ပေါ်တွန်းပို့ပေးလိုက်မယ်လို့ယုံကြည်ကြပါတယ်ဒါအပြင်သူတို့တွေဟာလူသားတွေရဲ့ခန္ဓာကိုယ်ဟာအားနည်းချက်တွေနဲ့ပြည့်နှက်နေရလို့ယုံကြည်ရမလို့သူတို့ရဲ့လူသားခန္ဓာကိုယ်ကိုဖြစ်နိုင်သမျှဆက်တွေနဲ့အစာထိုးခဲ့ကြပါတယ်သူတို့ဟာအနီရောင်ဝတ်စုံတွေကိုဝတ်ဆင်ကြပြီးဒါဟာသူတို့ဂျိုနီကြီးရဲ့ဂုဏ်သိက္ခာကိုဖော်ပြရလို့ဆိုပါရဲ့သူတို့ဟာကျွန်တော်တို့လူသားစကားတွေမပြောဘဲနဲ့ဘန်ဟာနီကန်လို့ခေါ်တဲ့လျှက်စစ်လိုင်းတွေကနေမြန်လုံးမြင့်အတန်လိုင်းတွေကိုထုတ်လုပ်ပြီးစက်ဒေတာနားလည်တဲ့ဘာသာစကားကိုအသုံးပြုပါတယ်အင်္ဂါဂျိုဟာကဘာမြေကလက်ကဘာကိုအချိန်ချင်းကျူးကျော်တကယ်တော့ကျူးကျော်တိုက်ခိုက်ပါတယ်အင်္ဂါဂျိုဟာ mechanicus တွေဟာစူးစမ်းရှာဖွေရေးအာကာသရင်ရုပ်စုတွေကိုပို့လို့ပြီးဘာမြေပေါ်မှာကြန့်ရှိတဲ့လူသားတွေရဲ့ဆုံးရှုံးသွားတဲ့ data အချက်အလက်တွေနဲ့နီးပညာစက်ပစ္စည်းတွေကိုလာရောက်ရှာဖွေသိမ်းယူကြပါတယ်သူတို့ဟာကဘာမြေကိုအမိုက်တွေစုပုံနေပြီးတမိုးရှိတဲ့အရာတွေပုံအောင်နေတဲ့ဂျိုလိုမှတ်ယူခဲ့ကြပါတယ်လက်နက်တွေအနေနဲ့ကတော့တိုင်တန်လို့ခေါ်တဲ့မိုးမျှော်တိုက်ဒီဇိုင်းစာနီးပါးလောက်ရှိတဲ့စက်ရုပ်ကြီးတွေကိုဆောက်လုပ်ခဲ့ကြပါတယ် mechanicus တွေဟာတိုင်တန်တွေကိုဒီအမောင်ခေတ်ကာလမှာလက်နက်အနေနဲ့သုံးခဲ့ပေမဲ့လူသားတွေရဲ့ရွှေခေတ်မှာတော့တိုင်တန်တွေကိုဆက်လက်နက်ပစ္စည်းအဖြစ်မသုံးကြပဲတစ်တော်ရှင်းလင်းရေးနဲ့ဆောက်လုပ်ရေးစတဲ့လူမှုစနစ်ဖွံ့ဖြိုးရေးအပိုင်းတွေမှာသုံးကြပါတယ်ဒီအချက်ကိုကြည်ချင်းအပြင်ကျွန်တော်တို့လူသားတွေကနီးပညာပိုင်းအရမှာဘလောက်တောင်ခက်နောက်ပြ
ပြန်သွားခဲ့ပြီလဲဆိုတာကိုသိနိုင်ပါတယ်လူသားတွေရဲ့ရွှေခေတ်တုန်းကသုံးရဲ့တိုက်တန်တွေဟာဆိုရင် Castigator class လို့ခေါ်တဲ့အလွန်ကြီးမားတဲ့တိုက်တန်တွေဖြစ်ပြီးသူတို့ဟာဘလောက်ကြီးမားလဲဆိုရင်ဂျိုပန်လမ်းကြောင်းအပေါ်ကြည့်ရင်တော့မှထင်ထင်ရှားရှားမြင်ရတဲ့အထိအရွယ်အစားကြီးမားကြပါတယ်သူတို့တော့ရှေ့မှာပြောခဲ့တဲ့ ST series ကတဆင့်ဒီဇိုင်းဆွဲတိစောက်ခဲ့ရဖြစ်ပြီး AI အသိဉာဏ်ရှိကြပါတယ်ဒါပေမဲ့ Castigator class Titan တွေကတော့ရှေ့မှာဖြစ်ခဲ့တဲ့ Galaxy စစ်ပွဲမှာအလုံးစုံနီးပါးဖျက်ဆီးခြင်းကိုခံခဲ့ရပြီးလူသားတွေအနေနဲ့ပြန်လည်တည်ဆောက်နိုင်မှုအတွက်အခွင့်အရေးမရှိတော့ပါဘူးဒါကတော့အမှောင်ခေတ်ရဲ့ကဘာမြေနဲ့ပေါဝန်းကြီးအနီးနားကရှိတဲ့လကဘာနဲ့အင်္ဂါဂျိုရဲ့အကြောင်းကိုဖော်ပြပေးရဖြစ်ပါတယ်ကြည့်ရှုသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်